တင်ရဲ့အမြဲတမ်းအမားလုပ်နေလို့ခံစားရအောင်တင်ပဲတောင်းပန်နေလို့တောင်းပန်ရမလို့ဖြစ်အောင်တင်အနီးနားကလူတွေကဖန်တီးနေရလားတင်ရဲ့အသွေးတွေတင်ရဲ့ဆုံးဖြတ်ချက်တွေကိုတင်စိတ်တမ်းကြမဟုတ်ပဲသူ့လိုချင်တဲ့အတိုင်းဖြစ်အောင်တင်ကိုကျိုးဆွဲကစားနေတာတင်တကယ်ပဲမသိတာလားဒါကိုစိတ်ပညာမှာ dark psychology မှောက်ပုံးနေတဲ့စိတ်ပညာလို့ခေါ်ပါတယ်သူတို့တော်များများဟာသူတို့ကိုသူတို့အစိတ်သိနေမှမသိတုံးချက်ခံနေရမှမသိဖြစ်နေတတ်ကြပါတယ်ဒီနေ့မှာတော့တစ်ငယ်ချင်းဒါမှမဟုတ်တင်ချစ်သူကတင်အပေါ်မတိမတာသုံးနေတဲ့ manipulation သုံးခုကိုခွင့်ချပေးလိုက်ပါမယ် gaslighting ဒါကအဆိုးဆုံးမှာတင်ကိစ္စတစ်ခုကိုအမှန်တိုင်းပြောနေရတော့မင်းယူနေလားမင်းအထင်လွဲနေလားဆိုပြီးတင်ကိုတင်တန်မြဝင်လာအောင်တင်ရဲ့ပကတိအမှန်တရားကိုဖျောက်ဖျက်ပြီးတင်ကိုယူချင်အောင်ဆောင်ခိုင်းလိုက်တဲ့ကြည့်ရပါမယ် left bombing အစားပိုင်းမှာတော့တင်ကိုကောင်းကင်ဘုံရောက်မှုတက်ပြီးဆက်ပြမယ်ချစ်ပြမယ်ပြီးရင်ဖြတ်ကနေအေးဆက်ပလိုက်တာအဲ့ဒီအခါတင်ကသူတို့ရဲ့ကျူးစာမှုကိုပြန်ရဖို့အတွက်သူတို့ခိုင်းနေတဲ့အကုန်လုပ်ပေးရတဲ့အခြေအနေမျိုးကိုရောက်တော့တတ်ပါတယ် play the victim သူတို့ကအမားလုပ်ထားတာဒါပေမဲ့စကားပြောရင်နဲ့နောက်ဆုံးမှာသူတို့ကပဲတနာစရာတားကောင်းပြီးဖြစ်သွားပြီးတင်ကပဲတောင်းပန်ရတဲ့ဝက်ဆန်းကြီးတွေပေါ့ဒါတွေဟာဝေးလည်လာမှမဟုတ်ပါဘူးတင်နေတိုင်းဖြစ်တတ်နေရတဲ့ relationship တွေတကယ်ချင်းအတိုင်းဝိုင်းနေကြမှာရှိနေရပါအစိမ့်တစ်စေတဲ့တော့စစ်ဖြစ်တဲ့အတွက်လူတွေဟာတင်းရဲ့အားနာတဲ့စိတ်တင်းရဲ့ပြောကွက်တွေကိုအသုံးချပြီးသူတို့လိုချအကျိုးဆွဲကစားဖို့ဒီနည်းလမ်းတွေကိုအလိုလိုနဲ့သုံးနေကြတာပါတင်းဘွားရဲ့ဆုံးဖြတ်ချက်တွေကိုရှားလူတယောက်ရဲ့စိတ်လိုချဆုံးဖြတ်ခံမလားအခုပဲတင်းနှလုံးဖွင့်လိုက်ပါဒီဗီဒီယိုကိုကြည့်ပြီးတင်းရဲ့စိတ်ထဲမှာတယောက်ရဲ့မျက်နှာကိုပြင်းပြင်းမိသွားရင်တင်းကိုအသုံးချနေရသိချနေပါပြီ